အားလုံးပဲမင်္ဂလာပါရှင်ချစ်တို့ရေဒီနေ့ညိုမီချစ်တို့ကိုကြွားစရာရှိတယ်ညိုမီကိုပထမ်းဝင်းနဲ့အဘတွေကထမနေတွေလှူလိုက်တယ်အဲ့ဒါရက်ွက်ထဲကလည်းထမနေရတယ်ထမနေတွေကတော့ဒီနေ့ကောင်းကောင်းစားလိုက်ရတယ်ပေါ့နော်ဒီနေ့ရဲ့ဟင်းလျာကတော့အဓိကဒီလူကောင်းတွေအတွက်မဟုတ်ဘူးပေါ့ကျန်းမာရေးမကောင်းတဲ့လူနာတွေအတွက်အားရှိဖို့အတွက်ကိုအဓိကချက်ပြထားတဲ့ဟင်းလျာဖြစ်ပါတယ်ချက်သားဟင်းပဲဒါပေမဲ့လူနာတွေအတွက်အဓိကကျမအရေးအတွက်ညီညွတ်အောင်ရဲ့ခန္ဓာကိုယ်မှာအားရှိဖို့အတွက်ရဲ့အဓိကချက်ထားတာပေါ့နော်ညိုမင်းကအဆက်တွေပါတွေလျှော့ပြီးတော့လူနာအတွက်ကိုအဓိက main ထားပြီးချက်ပြထားတာပါချက်စွပ်ပြုတ်ရဲ့ချက်သားကိုကြော်ပြီးချက်တာရဲ့အသေးမြင့်လေးရဲ့ပေါ့နော်ညိုမင်းရဲ့ဗီဒီယိုဖိုင်လေးတွေကိုတိတ်မပေးရှည်တဲ့အကြောင်းရင်းကဘာဖြစ်လို့လဲဆိုတော့တချို့နေရာတွေမှာ wifi မရှိတဲ့လူတွေကအင်တာနက်ဘေးနဲ့ကြည့်ရတာလေအဲ့ဒါကြောင့်မို့လို့မိနစ်တွေစက္ကန့်တွေရှည်နေလို့ရှိရင်တချို့ဘေးတွေနဲ့ကြည့်ရတဲ့လူတွေအတွက်အားနာတာမို့လို့ညိုမီကအချင်းချုပ်ပြီးတော့ပဲညိုမီရဲ့ဗီဒီယိုလေးတွေကို10မိနစ်ကြော်လောက်မှာပဲညိုမီချုပ်ပြီးတော့တင်ထားတာဖြစ်ပါတယ်ရှင်ဒါကတော့ကျမကြီးမကောင်းတဲ့လူနာတွေအတွက်ကိုအဓိကအားထားပြီးချက်ပြထားတဲ့ဟင်းလျာဖြစ်တဲ့အတွက်အားလုံးပဲစားကြပါအောင်ရှင်